Crystal Palace နဲ့ Manchester United တို့ရဲ့ပွဲစဉ်အကြောင်း review ပြန်တင်ဆက်ပေးပါမယ်ဗျ။ပွဲစလို3မိနစ်ကျော်တာနဲ့ပဲလေးကထောက်ကန်ပေါ်ရလာတာပါ။အဲ့ကနေတဆင့်ဘောလုံးက penalty area အဆက်နားကိုဝေးဝဲပြန်တက်သွားတယ်။အဲ့ဒီအချိန်မှာပဲအလို့ရနေတဲ့ပဲလေးအတင်းတိုက်စစ်မှုလက်ကွာကခေါင်းတိုက်ချက်နဲ့အတူအဆုံးတက်လိုက်တာမန်ယူဂိုးပိုက်ထဲတန်းခနဲပါပဲ။ဘသူမှလူမကတ်ထားတဲ့လက်ကွာဟာတိုင်တွင်းဖက်ကိုထိပြီးဂိုးဝင်သွားအောင်ပပနက်နက်ပဲဥဆောင်ကိုတွင်းယူပေးလိုက်ပါတယ်။ပဲလေးအဖွင့်ကိုရသွားခဲ့တာပါ။ဒါပေမဲ့ United ကအရှုမပေးပါဘူး။ဘယ်တောင်မန်ကနေမာယူထိုးဖောက်လာတယ်လို့အသင်းကောင်းဆောင် Bruno Fernandes ကလည်း penalty area ထဲကိုအပိုင်ဖြတ်တင်ဘောတွေပို့ပေးနေခဲ့ပါတယ်။အဲ့ဒီကနေ Benjamin Sesko ရဲ့အားပါလာတဲ့ခေါင်းတိုက်ချက်ထွက်ပေါ်လာပေမဲ့ Palace ကိုသမား Henderson ကလက်ဖျားနဲ့ပုတ်ထုတ်ပြီးကာကွယ်သွားနိုင်ခဲ့လို့ပရိသတ်တွေရင်တမသက်ဖြစ်ခဲ့ရသေးတယ်။ပွဲကပိုပြီးအရှိန်တက်လာပါတယ်။Mazuri က area ထဲကိုဘောလုံးချပေးဖို့ကြိုးစားချိန်မှာတော့ကန်ဂျာရဲ့ပခုံးကိုနောက်ကနေဆွဲလိုက်တဲ့အမှားတစ်ခုဖြစ်သွားခဲ့တယ်။ဒိုင်လူကြီးကခစ်တခဏစဉ်းစားပြီးတာနဲ့ penalty အမှတ်သားကိုလက်ညှိထိုးပြလိုက်ပါပြီ။ United အတွက်ခြေပေါက်ကိုရဖို့အခွင့်အရေးပါပဲ။ဟုတ်ပါတယ်ဒိုင်လူကြီးကမန်ယူအသင်းကို penalty ကန်ခိုင်းတယ်လို့ပဲလေးကိုအနီးကပ်ပြပြီးလူထုတ်လိုက်ပါတယ်။ PR ရီကြားထဲမှာ Fernandes ကယုံကြည်ချက်အပြည့်နဲ့လှမ်းတက်လာပြီးဆဲနှစ်ကိုက်ကွာကနေအေးအေးဆေးဆေးပဲကန်သွင်းယူလိုက်ပါတယ်။ဒီတစ်ခါတော့ Henderson လည်းမကယ်နိုင်တော့ပါဘူး။ရလက်ကတော့တကိုးစီတရေဖြစ်သွားပါတယ်။ဒါဟာဇက်ရှိန်တက်ယုံတင်မကသေးပါဘူး။ Bruno ကကွင်းလယ်မှာဘောလုံးရယူပြီးကန်ချာကိုရှာတွေ့ခဲ့တယ်။ပြီးတော့ညာတောင်ပန်ကနေဘောလုံးကိုလှလှပပပြန်ဝိုက်တင်ပေးလိုက်တဲ့အချိန်မှာတော့ Benjamin စီရောက်ရှိလာပါပြီ။ဂိုးသွားပြန်ပြီးတကယ်ကိုပြန်ပြီးပြလို့အော်ဟစ်လိုက်ရတဲ့အထိ Sesko ကသူ့ရဲ့ဂိုးသွင်းဗီဇကိုပြသလိုက်တာပါ။ခုနှစ်ပွဲမှာ6ဂိုးအထိသွင်းယူထားနိုင်တဲ့ Sesko ကတော့တားမရစီမရတဲ့တိုက်စစ်မှုပါပဲ။သူ့ရဲ့လှုပ်ရှားမှုတွေကတကယ်ကိုအံ့မခန်းပါပဲ။ပွဲပြီးမှာတော့ Manchester United က2-1နဲ့ Crystal Palace ကိုအနိုင်ရရှိပြီးရင်သက်ရှုမောဖွယ်အလှည့်ပြောင်းကိုဖန်တီးသွားနိုင်ခဲ့ပါတယ်။